အခန်းယူမလို့လားဗျာကျွန်တော်ဒီဟိုတယ်ကမန်နေဂျာပါဘာများကူညီပြရအော်မန်နေဂျာဆိုပေမဲ့ဒီဟိုတယ်ကကျွန်တော်ဖေးဟိုတယ်ပါဟိုတယ်ပိုင်ရှင်ရဲ့သားလည်းပြောသေးတယ်ဘာဖြစ်လို့မန်နေဂျာလုပ်နေရအဲ့ဒါဒီလိုဗျာကျွန်တော်တို့ဖေးကကျွန်တော်တို့မောင်နှမ9ယောက်မွေးပေးထားတာအဲ့ဒါကြောင့်ဝန်ထမ်းစိတ်တွေလည်းတက်တာအောင်ဆိုပြီးတော့ကျွန်တော်တို့ဟိုတယ်မှာပြန်ခန့်ထားတာဒါကတော့ကျွန်တော်ညီလေးသူကတော့ဟိုတယ်တန်ရှင်းရေးပေါ့ဟုတ်ကဲ့ခင်ဗျာဟာဟဲ့မင်းဘာလို့ရှောက်ပြောနေရတာလေဟိုကမေးမှမမေးတော့ဘူးတန်ရှင်းမှုလို့တန်ရှင်းပြောတာဘာဖြစ်လို့လဲမင်းဟောမင်းတန်ရှင်းလို့ပါဘူးကွာကောင်မလေးရှိကြမလို့နေတယ်မင်းရမင်းတန်ရှင်းလုပ်ခဲ့ပြီကြည့်ဟာတန်ရှင်းလို့လေဆိုပြီးတော့အထင်မသေးတယ်နော်ကျွန်တော်တန်ရှင်းသမားပြီမဲ့တသေးတာဗျနော်ဒီမှာအဖေကခိုင်းတာလို့တောင်ဝင်ရလုံနေရရှောက်ပါကျမတို့လေတရေမချောက်တဲ့အခန်းခန်းပေးပါအော်ကျွန်တော်တို့ဟိုတယ်မှာတရေမရှိပါဘူးဗျာဟုတ်တယ်ဝိညာဉ်ပဲရှိစေဘောမှာရင်းနေပြီးသိထားတာမရှိဘူးကျွန်တော်ဟိုတယ်မှာတရေမရှိဘူးခုနက तू ပဲပြောရလေတိတ်သွားရဆိုတာအော်တီချာတဲသွားတယ်ဒါကိုပြောတာစကားကိုဘလုံးမထွေးလျှောက်ပြောနေတယ်လောရလို့ငါတို့အဲ့ကမရှိဘူးနော်နင်ကြည့်ပြောဘလို့ပဲဖြစ်ကျမတို့တော့အဲ့အခန်းမပေးပါနဲ့တခြားခန်းပဲစီစဉ်ပေးပါအော်မပေးပါဘူးကျွန်တော်အဲ့အခန်းနဲ့ဝေးတဲ့အခန်းမှာစီစဉ်ပေးပါမယ်နော်ရှိပါတယ်ဒီကကောင်းတဲ့အခန်းရှိမင်းလိုက်ပို့ပေးလိုက်နော်ဟိုသူနဲ့လိုက်ပါလို့ရပါတယ်ကျွန်တော်လိုက်ပို့ပေးပါမယ်ဟိုအခန်းကောင်းနေအများကြီးရှိတယ်ကျွန်တော်လိုက်ပို့ပေးမယ်တရားစီစဉ်နိုင်လာပါပြောတော့ကလည်းခဲ့လာပါမန်နေဂျာဘာလဲကွာဒီဟိုတယ်မှာမန်နေဂျာမရှိဘူးလားဟေးမန်နေဂျာအော်ကျွန်တော်မန်နေဂျာပါအဖအေးငါသားဟာဘယ်လိုခေါ်လိုက်တာလဲဒီစတဲ့ဒီစင်အဖလားကွာသပင်းနေဖြူးနေတော့လေအဲ့ဒါစတိုင်ဆိုတာစတိုင်အခုမှအသက်က35တော့ဝင်ကောင်းမလားမဝင်ကောင်းမလားစဉ်းစားနေလို့ရှိတယ်မင်းစကားစဉ်းနေတော့ကွာနားလေဟုတ်ကဲ့ဗျအေးမင်းဟိုတယ်ကဝန်ထမ်းတစ်ကောင်လေငါကောင်မလေးနားမှာရစ်တည်နေပြဿနာရှာနေတယ်အဲ့တော့ကိစ္စကိုမင်းရှင်းပေးမလားငါတော့ဟုံးလိုက်မယ်ကြားတယ်ငါဖုန်းဆက်မလုပ်ပါနဲ့ဗျမလုပ်ပါနဲ့ဟေးခေါ်ပြပြလားဗျဘလို့အကိုကြီးအော်ဟုတ်ကဲ့အကိုကျွန်တော်ရှင်းပေးပါမယ်ရှင်းလိုက်ကြလားဟုတ်ကဲ့ဖုန်းကြောင်းညာကြောင်းနေရကျွန်တော်ရှင်းပေးမယ်ကိုဟုတ်ကဲ့ငါတင်လိုက်ငါတင်လိုက်မယ်ငါတင်လိုက်ပါမယ်ငါတင်လိုက်ပါမယ်ကွာဟောငါတင်လိုက်မယ်လို့ငါတင်မယ်လို့ပြောဟဲ့ငါတော့ဟုတ်ညနေမလားမကြဖြစ်နေကြဟဲ့လေမြို့နယ်ကဘလို့ပြည့်နေတာတော့ဒီကုသမီးအိတ်ကိုငါတို့တဲပေးမလို့ကွာကျေးဇူးတင်တယ်ငါဟာမင်းမိုင်းနဲ့ငါဖျဲလိုက်လိုင်းစက်မှုတွေထုတ်သွားမယ်နော်ဘာငါသမီးရမှာလဲကွာ